အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီမှာပေါ့နော် Microsoft Word မှာပေါ့ကျွန်တော်တို့ဒီ A4 လေးကပ်ပေါ့နော်ဒီအစည်းအဝေးဖိတ်စာလေးပေါ့နော်ဒီလိုမျိုးရိုက်တဲ့နေကိုကျွန်တော်တို့လေ့လာကြည့်အောင်ပေါ့နော်အရင်ဆုံးကျွန်တော် blank document စာရွက်လေးတစ်ယောက်ခေါ်လိုက်ပေါ့နော် blank document ခေါ်ပြီးရင်ကျွန်တော်ဘာချိန်ရမလဲဆိုတော့ကျွန်တော်၄ရောက်သွားပေါ့နော်၄ရောက်တော့ကျွန်တော် site ပေါ့နော် site မှာကျွန်တော်ရေးမဲ့ site ရဲ့ site ကိုရေးပေါ့ကျွန်တော် A4 နဲ့ရမယ် A4 ရေးတယ်ပေါ့နော် A4 ရေးမယ်ပြီးရင်ကျွန်တော်အလျားလိုက်ဖြစ်တဲ့ orientation မှာကျွန်တော်ဘာရေးမလဲဆိုတော့ landscape ရေး margin မှာကကျွန်တော်သူပေးတဲ့ margin မယူပေါ့နော် custom margin နဲ့တော့ top မှာကကျွန်တော် 0.2 ပေါ့နော် technical channel မှာ 0.2 ပေါ့နော်ပေါ်တော့ 0.2 ကျန်တာတော့မချင်းပေါ့နော်ပြီးရင် okay နှိပ်ချလိုက်ပေါ့နော် okay ပေါ့နော်ဟုတ်ပြီကျွန်တော်ပြီးသွားရင်ကျွန်တော်မြင်ခွင့်နဲ့ချုပ်ကြည့်လိုက်မယ်နော်ဒါလေးနဲ့ချက်လိုက်โอเคကျွန်တော်ဒီမှာ၄ကပ်ပုံစံလေးလုံးပါဆိုတော့ကျွန်တော် table ပါသုံးပါပေါ့နော်ကျွန်တော် insert ထဲကိုသွားမယ်ကျွန်တော်ခေါ်မယ် table ပေါ့နော် table ခေါ်ကျွန်တော်ဒီမှာ insert table နှိပ်မယ်ကျွန်တော်၄ကပ်လိုချင်တော့ဒီမှာပေါ့နော်ဒီပေါက်လေးတော့နာမရော column မှာကျွန်တော်2ထားမယ်ပေါ့နော် row မှာက2ပေါ့နော်ပြီး okay နှိပ်ချလိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာဒီထောက်လေးကနေချက်ပေါ့နော်ဒီထောက်လေးကျွန်တော်ဒီကပ်ပြမယ်ဒီလိုပုံစံလေးဖြစ်နေမှာနော်ချက်ထုတ်ပါနော်ဒီလိုပုံစံလေးပေါ့ဒီလိုမျိုးဆိုမရအောင်နော်ဒီလိုမျိုးဆိုမရဘူးဒီလိုပုံစံလေးဖြစ်ရမယ်ပြီးသွားရင်ကျွန်တော်ဒါလေးဆွဲချက်လာခဲ့မလွတ်နေအောင်မောက်ကိုပေါ့နော်ကျွန်တော်မလွတ်နေအောင်ကျွန်တော်လိုချင်တဲ့အတိုင်းအတာလေးရလေးပေါ့နော်ဒီနာလေးကျွန်တော်လိုချင်တယ်ချိန်လိုက်မယ်ဟုတ်ပြီဒီနာလေးပေါ့နော်ကျွန်တော်လိုချင်တယ်ပြီးရင်ကျွန်တော်ဒီဇာတ်လေးကိုကျွန်တော်အလဲကျချင်တဲ့အတွက်ဒီနားလေးကိုပေါ့နော် select all ပေးလိုက်ဒီနားလေး select all ပေးတယ်ပြီးရင်ကျွန်တော် home ထဲမှာလည်းကျွန်တော်အလဲကပ်ပတ်ထားပေါ့နော်ဇာတ်ကိုအလဲထားချင်တယ်ပြီးရင်၄ရောက်ထဲမှာကျွန်တော်စာလေးကိုကျွန်တော်အလဲလေးတစ်ခါညှိထားလိုက်မယ်အလဲဒါလေးချိန်လိုက်ရပြီပြီးကျွန်တော်ပြီးရင်ကျွန်တော်ဒီမှာဘောင်လေးတစ်ခုကျွန်တော်ဖန်တီးရမှာပေါ့နော်ကျွန်တော်စာလေးကိုနည်းနည်းလေးချက်လိုက်မယ်ပေါ့နော်တက်ကက်စာကျွန်တော်စာရိုက်လို့ရအောင်ပေါ့နော်ညအောင် okay ကျွန်တော်ရိုက်မှာကinsert ထဲတော့ပေါ့နော် shape ပေါ့နော် shape တွေကကျွန်တော် rectangle လေးတစ်ခုယူလိုက်ပေါ့နော် rectangle ပြီးကိုလိုချင်တဲ့ area လောက်ဆွဲလိုက်ပေါ့နော် okay ကျွန်တော်ဒီမှာဖြတ်သားလိုင်းလေးနည်းနည်းခြံချင်တာပေါ့နော်ဒီမှာဒါလေးကိုနည်းနည်းကျွန်တော်လိုချင်တဲ့လောက်လေးယူလိုက်ကျွန်တော်အနိကလေးကြည့်လိုက်မယ် okay ဒီလောက်ရပြီလားပေါ့နော် okay ရပြီကျွန်တော်ဒီလောက်လေးယူမယ်ပြီးရင်ကျွန်တော် shape ဖေးမှာကျွန်တော်ကအဖြူအောင် color ထားမယ် shape outline မှာကကျွန်တော် weight ထဲကိုသွားမယ် weight ထဲကနေကျွန်တော် move line ပေါ့နော် move line ရှင်းနေတယ်ပြီးရင်ကျွန်တော်ဒီဘက်မှာပေါ့နော်ဒီဘက်မှာကျွန်တော်ချိန်မှာပေါ့နော် compound တိုက်မှာကျွန်တော်လိုချင်တဲ့ပုံစံလေးယူလိုက်ပြီကျွန်တော်ဒီကောင်လေးယူလိုက်တယ်ပေါ့နော်တတိယကောင်လေးပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ web မှာထူမှာပေါ့နော်ကျွန်တော်လိုသလောက်ထူမယ်ပုံစံလေးဒီမှာကျွန်တော်ပြောင်းနေပေါ့နော်ပြောင်းနေပြီကျွန်တော်ထူလိုက်မယ်ကျွန်တော် color မှာကျွန်တော်အမဲ color ပဲယူလိုက်မယ်ဒီမှာ color လေးမှာပေါ့နော်ကျွန်တော်ဒီမှာရွေးတဲ့နေရာလေးကျွန်တော်ပြမယ် color လေးမှာအမဲ color လေးရွေးမယ် okay ပြီးသွားရင်ကျွန်တော်ဒီမှာcorner လေးတွေထည့်ခြင်းနော်ထောက် corner လေးထည့်အဲ့ဒါဘယ်ရထည့်မှာလဲကျွန်တော်ဒီမှာ set bar နေရိုက်ရှာလိုက်ပေါ့နော်ကျတဲ့ computer မဆိုရိုက်ရှာလေးရတယ်ရိုက်ရှာမဲ့စလုံးကကျွန်တော်ပြမယ်ရိုက်မဲ့စလုံးတွေက CHAR ပေါ့နော်ရိုက်လိုက်မယ်ဒီမှာ character map ပေါ့နော်ဒီကောင်လေးနေရမှာပေါ့နော်ဒါလေးနေချလိုက်အခုကျွန်တော်ယူရမယ့်ဖောင်ကယူပေါ့နော်ယူတစ်လုံးရလိုက်ရပြီ U4 ယူလေးဖောင်ထဲမှာရှိပါတယ်ကျွန်တော်ဒီမှာ download နဲ့ဆွဲချမယ်ကျွန်တော်လိုချင်တဲ့ပုံစံလေးကျွန်တော်ဒီမှာပတ်တလားပုံလေးယူရလိုက်မယ်ပေါ့နော်ကျွန်တော် select ပြီးသွားရင် download နဲ့ဆွဲချမယ်ကျွန်တော်လိုချင်တဲ့ပုံစံလေးဒီမှာ corner လေးပေါ့နော်ကျွန်တော်ဒါလေးယူတယ် select အပေါ်အော်လေးပေါ့နော် select လုပ်တယ် select ပေါ့နော်ပြီးရင် copy လေးနှိပ်လိုက်ပေါ့နော်ကျွန်တော်ဒါကိုမပိတ်သေးဘူးလူရင်ထက်ရှာလေးအောင် minimize လေးလုပ်လိုက်တယ်ပြီးရင်ကျွန်တော်ဒီထဲကိုကျွန်တော်ဘယ်လိုထည့်မှာလဲဆိုတော့ insert ထဲရပါတော့ကျွန်တော်ဒီမှာဒါလေးတော့မှ shape တွေ text box လေးသုံးပါပေါ့နော်ပြီးရင် click နှိပ်ပြီးတော့ဒီမှာဒီတဲ့နေရာမှာ cursor လေးချ home ထဲက paste ကိုနှိပ်လိုက်ရတယ် control B နှိပ်ချလိုက်ရတယ်ပြီးနှိပ်လိုက်တယ်ပြီးသွားရင်ကျွန်တော်ဒါလေးကိုကျွန်တော်တို့အလိုရှိသလောက်ကြီးတယ်ပါပေါ့နော် select မှမယ်ဒီမှာကျွန်တော်လိုရှိတော့ကြီးမယ်ကျွန်တော်လိုရှိတော့ကြီးမယ်ဟုတ်ပြီဒါလေးချက်လိုက်မယ်ဟုတ်ပြီကျွန်တော်ဒါခွဲထုတ်တော့မယ်ကျွန်တော်ကဒီကောင်40လောက်ရက်ထည့်တယ်ဖောင်းโอเคဒါဆိုကျွန်တော်ဒါလေးကိုပွားလိုက်မယ်ပေါ့နော် control လေးကိုပြီးပွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာဘာကြီးပါနေလဲအရောင် color ကြီးလိုချင်ပါနေပေါ့နော်ဒါလေးကျွန်တော်တစ်ခါထောက်လိုက်မယ် format ထဲရပါတော့ကျွန်တော်ဒါလေးကခဏဖြစ်တယ်နော် format ထဲတော့ shape ဖေးမှာကကျွန်တော် no ဖေးပေါ့နော်ဒါဘောင်လိုင်းကြံသေးတယ်ပေါ့နော်ဒီမှာဘောင်လိုင်းကြံ shape outline မှာကျွန်တော်ဗာထားမလဲ no outline ထားလိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့မှာ text box ထဲမှာစာအလိုရှိရနေရွှေ့လို့ရပြီပေါ့နော်ကျွန်တော်ဒီမှာလည်းဒီတိုင်းလေးလုပ်ပြရမှာ shape ဖေးတဲ့တော့ shape ဖေးတဲ့က no ဖေး
ကျွန်တော်မှားနေတယ်ဒီမှာ click ကဆက်လက်နှစ်ခုဝင်နေတယ် shape page မှာ no page shape outline မှာ no outline ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာပတ်တလာမလို့ကျင်သေးဘူးကျွန်တော်ဖြတ်လိုက်ရမယ်ကျွန်တော်တစ်ခုပဲထားခဲ့မယ်တစ်ခုဒါမလို့အဲဒီဖောက်လေးကိုကျွန်တော်နည်းနည်းလေးပြန်ကျင်းလိုက်မယ်ကျွန်တော်ဒါလေးဒီ corner လေးမှာထားလိုက်နည်းနည်းညှိလိုက်မယ်ပေါ့နော်ကျွန်တော် arrow key နဲ့ပေါ့နော် keyboard ကဒီမှာ arrow တွေနဲ့ဒီ arrow တွေနဲ့ပေါ့နော်ညှိပေးပါစာလေးရောနည်းနည်းဖွင့်အောင်ပေါ့နော် okay ပြီးရင်arrow key နဲ့ချိန်ပြီးကျွန်တော်ဒါလေးကိုပေါ့နော်ဒီပေါင်လေးကိုကျွန်တော်ပွားမှာပေါ့နော် keyboard control လေးကိုပြီးပေါ့နော် control လေးကိုပြီးပြီးတော့ပွားလိုက်မှာပေါ့နော်ဒီမှာ control key ကိုပြီးရမယ် control key နှိပ်ပြီးတော့ကျွန်တော်ပွားမှာပေါ့နော်ပွားမယ်ပေါ့နော်ကျွန်တော်ဒီမှာတက်တွေအများကြီးကျွန်တော်ဖွင့်တာများနေတယ်ပိတ်လိုက်ရှုပ်နေမှာကြောက်ဒီမှာ control လေးကိုပြီးပြီးကျွန်တော်ပွားမယ် keyboard ကနေ control လေးပြီးပွားလိုက်ပေါ့နော်ပွားဦးအောင်ကျွန်တော်ဒါတွေမလိုချင်တဲ့ကျွန်တော်ဒီကောင်လေးကြီးမှာပေါ့နော်ဒီပေါ်က၄ခုဖြတ်လိုက်ဒါပါပြီးပါပြီထည့်ပြီးပါဆိုတော့delete control set ဒါလေးဖြတ်လိုက်ဒါလေးဖြတ်ပြီးကျွန်တော်ထောက်ကော်နာလေးမှာထားလိုက်ပါတော့ထားလိုက်မယ်ကျွန်တော်ပေါင်းလေးရပြီဒါလေးကိုလည်းကျွန်တော် control လေးနဲ့ပွားလိုက်မယ် control မကြွရင်တော့ copy နဲ့တွားလိုက်ပါတော့စာဆိုရင်လည်းလေးကောင်လေးကျွန်တော်အပေါ်အောက်ရပြီဒီဘက်ပြရမလို့သေးဘူးဒါဒါလည်းမလို့ကျွန်တော်ဒီကောင်လေးထည့်လိုက်မယ်ဒီထောက်တောင်းတာလေးပေါ့နော်လက်မကျင်တော့ keyboard arrow နဲ့သုံးပါတော့ arrow များရင်လည်းကျွန်တော်ချိန်လို့ရပါတယ် arrow လေးနဲ့ကျွန်တော်လို့သလိုဒီarrow လေးနဲ့နှီးပါပေါ့နော် okay ရပြီလားဆိုရင်တော့နော်နှီးပါပြီပြီးရင်ကျွန်တော်နောက်တစ်ခုကြံသေးတယ် control လေးပြီးပွားပြီးရင်ကျွန်တော်တို့ကဒီဘက်ကဒါဒီဘက်ဒီအောင်မယူတော့ဘူးအဲလိုရွှေ့ပြီးရင်ထောက် corner လေးမှာတော့ထောက်ကျွန်တော်โอเคကျွန်တော်တို့မှာအဲဘောင်လေးရောရပြီပေါ့နော်ကျွန်တော်စာရိုက်မယ်ပေါ့နော်စာရိုက်မယ်ဆိုကျွန်တော်ဒါလေးဖြတ်လိုက်မှာပေါ့ကျွန်တော်မလို့ထားပြီးသွားပြီဆိုတော့မလို့တော့ပတလာထားအောင်ကျွန်တော်လိုမှထပ်ထည့်မှာပေါ့နော်โอเคကျွန်တော်စာရိုက်မှာဆိုဘာနဲ့ရိုက်မှာလဲ insert ထဲကိုသွား shape ထဲကကျွန်တော်ဒီကောင်လေးနဲ့ရိုက်မှရမှာပေါ့နော်ကျွန်တော်ရိုးရိုက်လို့မရတော့ဘူးပေါ့နော် text box လေးနဲ့ဒီမှာဆိုရင်ကျွန်တော်ရိုက်မယ်ဒါလေးက text box တစ်ခုရိုက်မယ်ကျွန်တော်ဒီကောင် text box တစ်ခုရိုက်မယ်ပေါ့နော် text box လေးကိုပြီးဆိုလိုက်ရတယ်မောက်လေးနဲ့ပြီးဆိုလိုက်ပေါ့နော်ကျွန်တော်တို့ home ထဲမှာကျွန်တော်ဘာနဲ့ရိုက်မှာဆို W0 ကဖောင်းလိုက်ရိုက်မှာ W0 ကအဲ့ဒါလေးခါပြီးအလဲကတ်ထားမယ်ကျွန်တော်တို့အလဲကတ်ထားမယ်ကျွန်တော်လူချင်တဲ့ site ကိုယူလိုက်မယ်ပေါ့နော်ကျွန်တော်20လောက်ယူလိုက်ကြည့်မယ်အဲ့ဒါလေးခေါက်ချလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာဘာကြီးပါအယောင်ကြီးပါနေတယ်ပေါ့နော်ဒီအယောင်ကိုကျွန်တော်ဖြောက်မယ် format ထဲကိုသွား shape ဖေးမှာ no page share outline မှာ no outline ပေါ့နော်ဒါလည်းကျွန်တော်ဒီပေါင်း text box လေးပဲလိုချင်တာဆိုတော့ပြီးရင် home ထဲမှာ W0 ကဖောက်မှာနော်ကျွန်တော်ဒီမှာစာရေးမယ်ပေါ့နော်ပညာရေးအဲ့မှာပေါ့နော်ဖောင်းကရိုက်တဲ့ခါကျ auto ပြောင်းသွားပြီဒီမှာ control set လေးပြန်ခေါ်လို့ပေါ့နော် undo လေးနဲ့ပြန်ခေါ်လိုက်ပေါ့နော် okay ပညာရေးစုံညီပွဲတော်ပေါ့နော်ဖိတ်ကြားလွှာကျွန်တော်ဒီမှာပြီးရင်ကျွန်တော်ဖောင်းလေးပြောင်းမယ်ပေါ့နော်ဖောင်းကကိုကြက်ဒီကောင်တော့ဖောင်းမမြင်ရဒီဘက်လေးနဲ့ရွှေ့ပေါ့နော်ကျွန်တော်တို့မှာဖောင်းရွေးရနေရာလေးသွားပြီးကျွန်တော်လိုချင်တဲ့ဖောင်းလေးရွေးကျွန်တော်လာဖောင်းလေးပေါ့နော်ပို့ဆက်တယ်မှာတော့ဖောင်းလေးထည့်ရပါတော့ဖောင်းလေးကြိုက်တယ်ကျွန်တော်လိုချင်တဲ့ဖောင်းလေးတွေရွေးဒီဖောင်းလေးကြိုက်တယ်ပေါ့နော်ကျွန်တော်ဒါလေးကိုရွေးတယ်ပြီးရင်ထားရပါတော့ပြီးရင်ကျွန်တော်နောက်တစ်ခါကြာရင်ကျွန်တော်ပွားလိုက်မယ် control လေးဖိပေါ့နော်ပွားမယ်ဒီကောင်လေးနဲ့ချိန်လိုက်မယ်ကျွန်တော်ဒီကောင်ကျတော့ဖောင်းကိုကျွန်တော်နည်းနည်းလေး W18 နဲ့ရိုက်ကြည့်မယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်နည်းနည်းလေးမြင်လိုက်မယ်ကျွန်တော်ဒီမှာရိုက်မယ်ပေါ့နော်တနင်္သာရီတိုင်းပေါ့နော်တနင်္သာရီတိုင်းဒါတွေရိုက်လို့မရဘူးပေါ့နော်အဲ့မှာဒါတွေရိုက်မရဘယ်လိုသွားချင်းရမလဲဆိုကျွန်တော်တို့တစ်ခါလေးပြောလိုက်မယ်နော် file နဲ့က option နဲ့ကကျွန်တော်တို့မှာ profile နဲ့က auto correction option နဲ့က auto format အဲ့တိုင်းဒီကောင်လေးမှအမှတ်ဖြုတ်နော်ဒီကောင်လေးမှအမှတ်ဖြုတ်ပါနော်ဒီကောင်လေးမှအမှတ်ဖြုတ်ပြီး okay နေပေါ့နော်ပြီး okay နေကျွန်တော်ပြီးရင်ပြန်စမ်းကြည့်မယ်နော်ဒါတွေပေါ့နော်ဒါတွေ
တနင်္သာရီတိုင်းဒေသကြီးကျွန်တော်တို့ပုတ်ကလေးလူချင်းနေရာလေးကိုချိန်စာနည်းနည်းလေးအပေါ်နည်းနည်းညအဲ့ဒါကြောင့်ကျွန်တော်ဘာညှိရမလဲဒီမှာတစ်ချက်ချင်း paragraph setting နဲ့တော့ before abra 00ပြင် line spacing ကနေစာလေးနည်းနည်းပြန်စေးလိုက်နော်အဲ့ဒါကတ်တာများရင်ကျွန်တော်တို့က6လောက်ထားလိုက်ဒါလေးနဲ့တက်အဲ့ကြောင့်ကျွန်တော်ဒါလေးနည်းရင်းသွားတာလေးနည်းနည်းပြန်ပြီးအပေါ်လေးနဲ့ပြန်ရွှေ့အဲ့ဒါလေးနည်းနည်းပြန်ရွှေ့ကျွန်တော်လို့ရှင်းသွားရင်ကဲဒါလေးလည်းညီလာကြည့်ပါနော်ခွဲကြောင်နောက်ဆုံးပေးရပညာရေးလူကိုဆွဲမှာပေါ့နော်ပညာရေးလူကိုဆွဲမယ်ပညာရေးပတ်တလားပုံလေးပါကျွန်တော်တစ်ခါထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ဖောက်လေးနဲ့တီးလိုက်မယ်တစ်ခါတည်းပတ်တလားပုံကပြီးရင်ကျွန်တော်ဒါလေးကိုနှစ်ခုလောက်ပါ3ခုလောက်ပေါ့နော်ဒါလေးကိုလိုချင်တဲ့ပုံထည့်လို့ရတယ်နော် copy နှိပ်တယ်ပြီးရင် cursor လေးချ control v 3ခုထည့် speed ချက်ပို့လိုက်ပေါ့နော်ကျွန်တော်တို့မှာဒီလေးကျွန်တော်ဒါလေးထည့်မယ်ဒီဟာလေးထည့်မယ်ဒီလိုလေးပေါ့နော်ဒီဇိုင်းလေးကြည့်ရဆိုရင်လည်းငယ်ပေါ့နော်ကြည့်ပြီးကျွန်တော်ထင်တာငယ်ဒါလေးထားတယ်ပြီးရင်ကျွန်တော်ပညာရေးလူကိုဆွဲမယ်ပညာရေးလူကိုထည့်မယ်ဆိုရင်ကျွန်တော်တို့ကပညာရေးလူကိုထည့်မယ်ဆိုရင်ကျွန်တော်တို့ insert ထဲတော့ပုံထည့်လိုက်ရတော့ကိုမဆွဲတတ်ဘူးသူပုံထည့်ဒီမှာတော့ကျွန်တော်ဆွဲပြမှာပေါ့နော်စိတ်ထဲတော့အဝိုင်းလေးယူ elite 2ယူကျွန်တော်တို့လိုချင်တဲ့အနေထားလေးကျွန်တော် zoom လေးနည်းနည်းချက်လိုက်မယ်နော်ပြီးရင်ကျွန်တော်တို့မှာ keyboard က shift key လေးကိုဖိထားပြီးတော့ဖိဆွဲချလိုက်ပါတော့ကျွန်တော်လိုချင်တဲ့အတိုင်းတာလောက်ဟုတ်ပြီကျွန်တော်အရောင်လေးကိုကျွန်တော်တို့မှာအစိမ်းရောင်လေးထည့်လိုက်မယ် green color ပေါ့နော် green ထည့်လိုက်မယ်အောက်လိုင်းကိုကျွန်တော်အမဲ color ဖောက်လိုက်မယ်နော်အမဲ color ပြီးရင်ကျွန်တော်3ကန်လေးဆွဲမယ် insert ရတော့ shape triangle လေးပေါ့နော်3ကန်လေးယူပြီးရင်ဆွဲမယ်ကျွန်တော်ဆွဲချင်တဲ့အနေထားလောက်โอเคကျွန်တော်ရပြီဒီမှာကျွန်တော်နည်းနည်းလေးညှိပေါ့နော်နည်းနည်းလေးအရောင်လေးပြောင်းမယ်ကျွန်တော်ဗာ yellow color ပြောင်းလိုက်မယ် outline ရောင်ကကျွန်တော်ဒီမှာအမဲ color ပဲပြောင်းလိုက်မယ်ကျွန်တော်မညီသေးရင်လည်းကျွန်တော် zoom လေးနဲ့ချက်ပြီးကြည့်ပေါ့နော်ကျွန်တော်ညှိပေးရမယ်နည်းနည်းလေးညှိချအောင်ပဲကျွန်တော်ဒီမှာအဲ့ဒါလေးစိတ်ရှိရှိလေးနဲ့လုပ်ပြီးပေါ့โอเคကျွန်တော်ညီလောက်ပြီးထင်တယ်ပြီးရင်ရပြီကျွန်တော်မြင်ကွင်းနဲ့ချုပ်မယ်ပြီးရင်ကျွန်တော်ဗာဆွဲမှာစာရိုက်မယ်ပေါ့နော်စာရိုက်မယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုပဲဒီကောင်လေးကိုပဲဒီ test box လေးကျွန်တော်ပွားလိုက်မယ်ပေါ့နော်မပွားဘူးဆိုရင်လည်းကျွန်တော် insert ထဲတော့ state ထဲက test box ယူပြီးသူ့လိုရှိနေတော့ဆွဲလိုက်တော့ဖောင်းကိုဖောင်းလိုက်ရမယ် W01 ဖောင်းလိုက်ရမယ်18ပြီးရင်ကျွန်တော်ရိုက်မယ် click ချကျွန်တော်တို့မှာစိတ်တက်ပေါ့လိုချင်တဲ့အနေထားတော့စိတ်တက်ပြီးမှကျွန်တော်ဗာနေမှာလဲဒီမှာကျွန်တော် format ထဲက shape ပေးတဲ့က no pay ပေါ့နော် share online မှာ no online မှားရွှေ့မိတယ်ကျွန်တော်ဒါလေး green လေးပြီးရင်ဒီမှာကျွန်တော်လိုရှိတဲ့အတိုင်းနည်းနည်းဖောင်းနေပြန်ငယ်ပေါ့ငယ်ဦးမယ်ကျွန်တော်ရပြီလို့ထင်တယ်ပြီးရင်ဒီညကောက်လေးလှည့်ပေါ့နော်ဒီဟာလေးလှည့်ဟုတ်ပြီစိတ်တက်ရပြီကျွန်တော်ဘာရှားမလဲဆိုတော့ဒီမှာနည်းနည်းလေး arrow key နဲ့ကျွန်တော်ညှိချပါနော်ပြီးပွားမယ် control လေးပြီးပွားပြီးကျွန်တော်ဒီမဲ့အထက်ပြန်လဲပေါ့နော်ပြီးကာစာလေးချပြီးကျွန်တော်ပြန်ပြင်ရမယ်စီကံပေါ့နော်စီကံကျွန်တော်လှည့်မယ်စီကံပြီးကျွန်တော်တို့ခုပွားမယ်ပညာပေါ့ညကောက်လေးလှည့်မယ်ညဟုတ်ပြီကျွန်တော်ဒါလေးလည်းကျွန်တော်ညညာမှုကျွန်တော်ပွားရမယ်ပြီးထိုးပြီးပွားကျွန်တော်စောက်ပုံလေးထည့်ဖို့ဖယ်ရတော့ရှာမယ် insert တွေက sample တွေကဒီ sample ထဲမှာရှာမယ်ဒီမှာစာအုပ်ပုံလေးပေါ့နော်တကယ်လို့ကိုယ်မရှိခဲ့ဘူးဆိုမိုး sample တွေတော့ကျွန်တော်ဖောက်နေရလေးပဲတစ်ခါပြလိုက်မယ်နော်ကျွန်တော်
ဝင်တင်ဖောင်းလေးမှာရှိရဒီဖောင်း WINDING ဝင်တင်ဝင်စာပြုံးဝင်တင်ဖောင်းမှာဆိုတော့ကျွန်တော်ဝင်တင်ထဲမှာပေါ့နော်မှာစာအုပ်ပုံစံလေးဖြောင်းနိုင်ရှိပါတယ်လေးတွေ insert ကိုနှိပ်ချလိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့မှာ clone နဲ့စာအုပ်ပုံလေးရလာပြီကျွန်တော်တွတ်ထည့်မယ်ဒီမှာစာအုပ်လေးယူပြီးကြီးချင်တဲ့ home တစ်ထည့်တော့သွားဘလိုချင်တဲ့နေရာလေးကြည့်လိုက်နည်းနည်းလေးချက်လိုက်ကျွန်တော်ကျွန်တော်ဒါလေးကိုပွားလိုက်မယ် control လေးကိုပြီးပွားဟုတ်ပြီကျွန်တော်ဒီမှာဒါလေးကိုကျွန်တော်တို့မှာဖြောင်းမယ်ပေါ့နော်ဖြောင်းလိုက်ပုံလေးသွားမယ်ဆိုတော့ insert ထဲကိုသွား sample ထဲက sample ထဲရေးဖြောင်းလိုက်ပုံလေးဒီမှာဖြောင်းလိုက်ပုံလေးပေါ့နော်ဒါလေးအကြောင်းလေးပါပြောင်းလိုက်ရပါတယ်နော်ဒါလေးညီအောင်ကြီးဟုတ်ပြီကျွန်တော်ဒါလေးကိုကျွန်တော်ဟိုဘက်တစ်ဖက်ဒီမှာကျွန်တော်ဒါတော့မဆွဲပြတော့ဘူးနော်ဒီမှာချိန်ကြောင်းမှာဆိုလို့ဒါပညာရေးလိုကိုလေးရပြီဆိုတော့ကျွန်တော်ဒီမှာဒါလေးကို group ဖွဲ့ဖို့လိုတယ် group ဖွဲ့မယ်ဆိုတော့ကဘယ်ရဲသွားမလဲဆိုတော့ format ထဲကိုရှာ format ထဲကကျွန်တော် selection panel မတွေ့အောင်ရှာပါနော် selection panel လေးကိုနှိပ်တယ်ကျွန်တော်တို့ပညာရေးလိုကိုရ မျက်စိမိတ်ဖွင့်ကြည့်ဟုတ်လားမဟုတ်လားပေါ့ဒီကောင်လေးတွေဒါလေးကျွန်တော်မှားမှာကြောက်လို့ပေါ့နော်ဒါလေးကျွန်တော်မျက်စိမိတ်ကြည့်မယ်ကျွန်တော်စမ်းမျက်စိမိတ်ကျွန်တော်ဆွဲရဒီကလေးဒီဒါဆိုရင်ကျွန်တော်မျက်စိပြန်ဖွင့်မယ်ကိုယ်တိုင်လုပ်တဲ့ခါကျရင် select တွေမှားပြီးမှာじゃဒါ keyboard ကကျွန်တော်ဗာနေရမယ် control key ကနေစcontrol key နဲ့ပေါ့နော် control key လေးကိုနှိပ် mouse ကလေးနှိပ်ပြီးရင်ကျွန်တော်ဗာလဲ format ထဲက group ပေါ့နော်ဒီကောင်လေး group ဖွဲ့ရမှာ group object group ဖွဲ့လိုက်ဟုတ်ပြီကျွန်တော်ဒါလေးရပြီဆိုရင်ကျွန်တော်ဒါလေးဒီ panel လေးပိတ်လိုက်တယ်ပြီးဒါကိုကျွန်တော် control လေးနဲ့ဖိပြီးပွားလိုက်ရင်နှစ်ခုရပြီပေါ့နော်ကျွန်တော်ဒါလေးကိုကျွန်တော်မြင်ကွင်းလေးချုံမယ်ကျွန်တော်၄ကပ်ပွားတော့မှာပေါ့နော်အဲ့ကောင်လေးနည်းနည်းရေးကြည့်ပါလေကျွန်တော်၄ကပ်ပွားမှာဘယ်လိုပွားမှာလဲပေါ့နော်ကျွန်တော်အဲ့လိုဒီအားလုံးကို copy လုပ်ပြီးပွားမှာဟုတ်ပါတော့ပွားတဲ့နည်းကျွန်တော်ပြောချင်တာပေါ့နော်အရင်ဆုံးကျွန်တော်ဒါလေးကို group ဖွဲ့ထားလိုက်ပေါ့နော် selection panel ထဲမှာ group ဖွဲ့လိုက်မယ်ကျွန်တော် group ဖွဲ့လိုက်selection panel နှိပ်နော်ပြီးရင်ကျွန်တော်တို့မှာ keyboard ကနေ control လေးကိုဖိပြီးတော့လိုက်မှမှာ mouse နေအောင်မှတ်ပေါ့နော်နှိပ် line နေပေါ့နော်ကျွန်တော်မှာ select လိုက်လို့လဲပေါ့နော် select နှိပ် group တခုလွတ်သွားပြီကျွန်တော်တို့ဘယ်တော့ group ဖွဲ့လိုက်ပေါ့နော်ဟုတ်ပြီ group ဖွဲ့ပြီးသွားရင်ကျွန်တော်တို့မှာဘယ်သွားမလဲကျွန်တော် mailing ထဲကိုသွားပါတော့ mailing ထဲကိုသွား mailing ထဲကကျွန်တော်တို့မှာ step mail level ထဲသွားပြီးသွားရင်အဲ့မှာဘာရေးရမလဲဆိုတော့ဒီမှာဒီနေရာလေးမှာရေးချင်30 per page ကိုရေးပေးပါပြီးရင် okay နှိပ်တယ် okay ထပ်နှိပ်ပေးပေါ့နော်ပြီးရင်ကျွန်တော် undo လေးနောက်တစ်ချက်ပြန်ခေါ်လိုက်ပေါ့နော် undo တစ်ချက်ပြန်ခေါ်လိုက်တယ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာမြင်ကွင်းနဲ့ချုပ်ချလိုက်မယ်ကျွန်တော်၄ကပ်ပြအောင်နော်မြင်ကွင်းချုပ်ပြီးရင်ကျွန်တော် click ချပြီးတော့ mailing ထဲရပါနော်ဒီမှာ update ဒီကောင်လေးပြန်နှိပ်ပြအောင်ဒီကောင်လေးပေါ့နော် mailing ထဲကဒီကောင်လေးနှိပ်ပြီနော်ကျွန်တော်ဒီမှာ၄ကပ်ရောက်သွားပြီပေါ့နော်၄ကပ်ရောက်သွားပြီဒီမှာကြည့်ပါ၄ကပ်ရောက်သွားပြီပေါ့နော်၄ကပ်ရောက်သွားပြီကျွန်တော်ဒီမှာဘောင်ကြီးတွေမလို့ချင်းဖြောက်လို့ရပါတယ်ဘောင်မလို့ချင်းဒီမှာဒီနားလေးကို select ပေးလိုက်ဟောင်းထဲက border ထဲမှာကျွန်တော်ဗာထားမယ် no border နဲ့ကျွန်တော်ဖြောက်လိုက်ရင်ကျွန်တော်ဘောင်မရရှိတော့ဘူးเนาะဒါဆိုရင်ဒီမှာဆိုရင်ကျွန်တော်ကြည့်မယ်ဒါဆိုရင် A4 လေးကမွေးနေ့ဖိစာလေးရသွားပြီပေါ့เนาะဒီနားမှာဆိုကျွန်တော်ခတ်တာဆိုကျွန်တော်ပညာရေး logo ဆိုတာလေးကိုနည်းနည်းခတ်မှာပေါ့เนาะဒါလေးကတော့လေ့ကျင့်ယူရပါတယ်ဒီလိုလေးကပွားတဲ့နည်းလေးเนาะအစည်းအဝေးဖိစာပဲဖြစ်ဖြစ်ပေါ့เนาะလေ့ကျင့်ကြည့်ပါအားလုံးအဆင်ပြေကြပါစေ